ချင်းပြည်နယ်တီးတိမ်မြို့ပေါ်မှာလက်နက်ခဲယမ်းတွေတည်လာတဲ့စစ်တပ်ကားတစ်စီးမီးလောင်ပောက်ကွဲပြီးကားပေါ်မှာပါလာတဲ့လက်နက်ခဲယမ်းတွေအကုန်ပျက်စီးသွားတယ်လို့သိရပါဗျ။မေလာ9ရက်နေ့ကတီးတိမ်မြို့လိုင်းလုံရက်ကွက်အတွင်းကပိုးချီစက်ရုံနာမှာအဲ့ဒီစစ်တပ်ကားပောက်ကွဲခဲ့တာပါ။အဲ့ဒီကားကကလေးမျိုးရှိကလေးဒါကာဆာမှတဆင့်တီးတိမ်မျိုးခလာရ269ကိုလက်နက်ခဲယမ်းတွေလာပို့တာဖြစ်တယ်လို့သိရပါဗျ။ပောက်ကွဲမှုကြောင့်ကားပေါ်ပါလာတဲ့လက်နက်ခဲယမ်းတွေအကုန်ပျက်စီးသွားခဲ့ပြီးကားလည်းမီးလောင်သွားခဲ့ပါတယ်။လက်ရှိတီးတိမ်မျိုးနယ်မှာစစ်တပ်နဲ့ CDF တွေတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီးစစ်ရေးတင်းမာနေတာပါ။ဒါကြောင့်စစ်တပ်ကတီးတိမ်မျိုးပေါ်မှာစစ်ကူအင်အားပို့ထားပြီးလုံခြုံရေးတိုးမြင့်ထားပါတယ်။တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်တဲ့အတွက်တီးတိမ်မျိုးပေါ်ကဒေသခံတချို့လည်းရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။